လေရင်ဆက်ပစ္စည်းအစိပ်ပိုင်းတစ်ခုစီကိုမှာယူနေရချနေတဲ့ချားဆယ်လာခေါ်ချာလီဆိုတဲ့လူတစ်ယောက်ထံဇနီးဖြစ်သူဆာရာရောက်လာပြီးသူမသွားတော့မှမို့လာနှုတ်ဆက်ဖို့နဲ့ချာလီဖြော်ပေးမဲ့ကော်ဖီကိုသူမအထုပ်ဘူးပြင်ပြီးရင်တောက်သွားမယ်ဆိုတာကြောင့်ပြင်ဆင်ပေးနေပါတယ်။ပြောတဲ့အတိုင်းအစင်သင့်ဖြစ်နေတဲ့ကော်ဖီကိုယူတောက်ရင်သူမခင်မွန်ဖြော်ပေးတဲ့ကော်ဖီနဲ့9ရက်လောက်ကင်းကွာနေတော့မှပဲလို့နှမျောတသွားပြောနေပါတယ်။လိုက်ချင်ရင်လိုက်လို့ရတယ်လို့ခေါ်နေတော့လဲသူအပီးသက်ဆရာအလုပ်တွေကြံနေသေးတာမို့နောက်တစ်ခေါက်မှလိုက်မယ်လို့ညင်းကသူမပန်းမင်တွေကိုရေလောင်းဖို့တစ်ဖွားဖွားမှာပြီးလန်ဒန်ကိုခီးဆက်ဖို့ကားနဲ့ထွက်သွားတဲ့ဇနီးတဲ့နောက်အပြေးလိုက်လံနှုတ်ဆက်ခဲ့ပါတယ်။အဲဒီနောက်ဗာဂျီးနီးယားပြည်နယ်က CIA Headquarter ဖြစ်တဲ့ George Bush Center ကသူ့အလုပ်ထံရောက်လာတော့လုံခြုံရေးစီရင်ခံစာလာတင်တဲ့တပည့်လို့အမည်ပြောင်ပေးခံရတဲ့ဘဲကလေးလက်စာစားချိန်မှာပြဿနာတက်နေတဲ့သူ့ကွန်ပျူတာကိုဖြည့်ရှင်းပေးဖို့တောင်းဆိုသွားပါတယ်။ချာလီယာဝက်စာဖော်ခြင်းနဲ့လေးလာစောင်းကြည့်ရေးဌာနမှာတာဝန်ထမ်းဆောင်ရသူဖြစ်ပြီးအခုလည်းသူ့သတင်းပေးဖြစ်တဲ့အင်ကွယ်လိုင်းဆိုသူလှမ်းပို့လိုက်တဲ့ပါကစ္စတန်ကကာဘူးအချက်လက်တွေကိုစစ်ဆေးနေပါတယ်။အဖွဲ့ထဲမှာတော့ချာလီယာဂျိုရူတပ်ပုံတွေကတဆင့်ထရက်ကာအတွင်းမှာတင်ဆောင်လာတဲ့မီတာ20ပတ်လည်ပစ္စည်းတစ်ခုရဲ့ပုံမှန်တဲ့ဘယ်ဒေတာဘယ်နေရာကတဲလာတဲ့ဆိုတာကိုမှန်းဆပြီးအိမ်ဖြူတော်အတွက်တီးတန်းပို့ဆောင်မဲ့ခရစ်စမတ်တစ်ပင်ဆိုတာမျိုးကအစသိနိုင်သူဖြစ်ပြီး CIA ရဲ့ထောက်လန်ဆော့ဝဲအားလုံးဒီပါကိုတီထွင်ထားသူလည်းဖြစ်ပါတယ်ဒီအချိန်အဆောက်အဦတစ်ခုလုံးထဲမှာအန်ရအရှိဆုံးလျှို့ဝှက်အေဂျင့်ဖြစ်တဲ့တပည့်ရောက်လာတဲ့အတွက်ပြဿနာတက်နေတဲ့ထိုလူရဲ့ကွန်ပျူတာကိုပြင်ဆင်ပေးနေတဲ့အချိန်ဆာရာထန်ကဖုန်းဝင်လာပါတယ်ဆာရာရောက်နေတာကိုသူချေရခံပြီးသိနေပြီးသားမို့ကော်ဖီတောင်းနေတဲ့ဆိုရဲဆာရာသူအရေးကြီးအလုပ်ကိစ္စလေးရှိလို့နောက်မှပြန်ခေါ်မယ်လို့နှုတ်ဆက်လိုက်ပါတယ်အဲ့ဒီနောက်တပည့်ရဲ့ laptop ကိုအဆင့်မြင့်ဆုံးလုံခြုံရေးခွင့်ပြုချက်နဲ့ဝင်ရတဲ့အခန်းထဲယူကသူ့ဆက်မှာဖွင့်မရတဲ့လျှို့ဝှက်ကုတ်တွေနဲ့ဖိုင်တွေထဲဝင်ရောက်ကြည့်လိုက်တဲ့အခါလူအယောက်150ခန့်သေဆုံးခဲ့ရတဲ့အသေးခံဘုံကွဲမှုတွေ drone နဲ့တိုက်ခိုက်ခဲ့တဲ့ mission report တွေကိုအရာရှိမိုရာရဲ့လက်မှတ်နဲ့ခွင့်ပြုထားတာမြင်လိုက်ရပါတယ်။ကြောက်လန့်တကြားအပြင်ပြန်ထွက်လာတဲ့ချာလီကိုကားလော့စ်ကမေးကြည့်တော့သူမကြည့်သင့်တဲ့ဖိုင်တွေထဲဝင်ခဲ့မိပြီလို့အသိပေးလိုက်တာကြောင့်ငါတို့အလောက်ကဝက်စာဖော်ပြီးကိန်းကနန်းတွေနဲ့သာသက်ဆိုင်တာမို့နောက်တစ်ခါဝေးနေရမှာပါတယ်။ညပိုင်းအိမ်ပြန်ရောက်တော့ voice mail ပို့ခိုင်းနေတဲ့ဆာရာရဲ့ဖုန်းကိုသူဒီနေ့အပင်တွေလဲရေလောင်းပြီးကြောင်းဘလောက်လွမ်းတဲ့အကြောင်းတွေပြောချင်လို့ဖုန်းပြန်ခေါ်ဖို့ပို့ထားလိုက်ပါတယ်။နောက်တည့်ရုံရောက်လာတော့သူ့အခန်းထဲမှာအရာရှိမိုရာရောက်နေပြီးဒရိုက်တာရုံးခန်းကိုခေါ်လို့လိုက်သွားပါတယ်။သူဖွင့်ဖတ်မိတဲ့ဖိုင်တွေကြောင့်အခေါ်ခံရတဲ့ထင်သွားပေမဲ့လန်ဒန်မှာဆာရာတခုခုဖြစ်သွားတဲ့သတင်းကြားသေးလားလို့မေးပါတယ်။လန်ဒန်ရဲ့ဟိုတယ်တစ်ခုတိုက်ခိုက်ခံရမှုမှာဆာရာဟဲလာတည်ဆုံးခဲ့ရပြီဆိုတဲ့သတင်းကသူ့ဘဝတစ်ခုလုံးဆွဲယူခံလိုက်ရသလိုပဲမို့ဆာရာကွန်ဖရင့်ပွဲတစ်ခုမှာရှိနေမှာပါလို့ဆိုရင်ဖုန်းခေါ်ကြည့်မှရမယ်လို့စိတ်နဲ့ကိုမကတ်စွာရေရွတ်နေပါတယ်။အရာရှိမိုရာဖွင့်ပြတဲ့သတင်းမှာတော့ဒီမနက်ပိုင်းဟိုတယ်ကိုကျူးကျော်ဝင်ရောက်ခဲ့တဲ့တနက်သမား၄ယောက်ဟာတစားကန်အချို့ကိုဖမ်းခေါ်သွားခဲ့ပြီးထိုထဲမှာအမေရိကန်အမျိုးသမီးတစ်ယောက်လည်းပါဝင်ခဲ့တယ်ဆိုတာတော့မယုံကြည်နိုင်ဖြစ်နေတဲ့ချာလီကိုလုံခြုံရေးကင်မရာကမှတ်တမ်းဖွင့်ပြပါတယ်။ဒီတော့မှတစားကန်အဖြစ်ဖမ်းဆီးခံလိုက်ရတဲ့အသက်32နှစ်အရွယ်အမျိုးသမီးဆိုတာသူ့ဇနီးဆာရာဖြစ်နေမှလက်ခံလိုက်ရပါတယ်။စောက်တီယာမရဖြစ်နေသူချာလီကိုကားလော့စ်ကမီဒီယာတွေနဲ့မတိုးအောင်အိမ်ပြန်လိုက်ဖို့ပေးခဲ့ရပြီးချာလီယာထိုအကြမ်းဖက်မှုသတင်းကိုသာတညလုံးထိုင်ကြည့်နေခဲ့ပါတယ်။နောက်တည့်ရက်မိုရာနဲ့တွတ်တွေ့ကစောင့်ကြည့်ကင်မရာတသိန်းခန့်ရှိနေတဲ့ကြားကတရားခံဘသူလဲဆိုတာသိနိုင်လောက်ပြီမို့သူ့ကိုပြောပြဖို့တောင်းဆိုပါ